နာရသလိုလိုမရသလိုလိုခွင့်လွှတ်နိုင်တာတော့ရိုးရိုးခွင့်လို့ပေါ့နော်ဟိုကျန်တာကိစ္စတော့ဟိုပြောမယ်ကိုပြန်စဉ်းစားပေါ့နော်ခွင့်လွှတ်ဖို့ကတော့ကိုပဲကတော့စွမ်းခွင့်လွှတ်နိုင်တော့ခွင့်မလွှတ်နိုင်သလိုနဲ့ဟိုခွင့်လွှတ်ရမှာပါပဲကျန်တဲ့ကိစ္စတွေပဲကိုပြန်စဉ်းစားရမှာပေါ့ခွင့်လွှတ်ဖို့ကတော့လုံးဝခွင့်လွှတ်ရမယ်အဲ့ဒါကြီးသိလာပြီပေါ့နော်အဲ့တော့ဟိုပြောမယ်ပေးဆက်တာတော့အကောင်းဆုံးပဲလားမသိဘူးစောင်းလေးစိတ်ထဲမှာလေလူတွေကိုပေးဆက်တာတော့အဲ့အပျော်ရွှင်မှုကတော့ဘာနဲ့မှလဲလို့မရအောင်စောင်းဆိုလို့ရှိရင်လေအခုလေဟိုပြောမယ်အဲ့လိုမျိုးပြောမယ်ဆရာတရားရောက်ကိုသွားပြီးတော့ကြောလိုက်ပြီဆိုကိုကလေအဲ့နေငိုလို့မပြီးတော့ဘူးသိလားဟိုပေးဆက်တာကောင်းတာဆိုတာကိုသိသွားတယ်ဘာဖြစ်လို့လဲဆိုတော့လေအဲ့လိုမျိုးကိုဆရာကြီးပါဆိုလို့ရှိရင်လည်းကိုအဲ့လိုမျိုးပေါ့နော်ဟိုကျမ်းမာရေးမကောင်းတော့ဘူးဆိုလို့ရှိရင်လေကိုလေအဲ့လိုမျိုးဝမ်းနေပြီးတော့လေကိုကသွားတော့ပြီးကိုကအဲ့လိုထိုင်ငုံနေတာအဲ့လိုဆိုတော့ပေးဆက်တာပိုကောင်းတယ်ဆိုတော့ကိုသိသွားတယ်ဒီလိုမဲ့ဟိုဆယ်တန်းမှာလေစောင်းဆရာဝန်လိုင်းဖြစ်ချင်တာတကယ်တော့စောင်းကလေအပြင်မှာလေဘူးကစောင်းတုံညာဖြစ်နေတယ်တုံညာဖြစ်နေတော့စောင်းကလေအဲ့လိုစားလာတက်ခဲ့တာစားကတော်တယ်မတော်တယ်နဲ့ဟိုစားလည်းဖတ်တယ်မဖတ်တယ်ဖြစ်နေစားတော်တယ်မတော်တယ်နဲ့တော်ခဲ့တယ်ဒါပေမဲ့ဟိုလက်ရှိပေါ့နော်ပြင်မှာဆိုရှယ်မီဒီယာစားတွေကျတော့ဖတ်တယ်မဖတ်တယ်နဲ့မဖတ်ခဲ့တော့မဖတ်ခဲ့တော့အခုပြန်ဖတ်နေရပါတော့ပြန်ဖတ်မှကိုကလောကကြီးကြောင်းသိမှလေကိုကဘဝရဲ့တန်နေလည်းမခံခဲ့ရသလိုခံခဲ့ရသလိုနဲ့တကယ်တော့ဘယ်လိုပြောမလဲလူတွေရဲ့မြင်မှာကိုဘဝမပါနဲ့ပဲဒီသက်အားပေးမှုရသွားလို့ထင်နေရပါတော့တကယ်တော့လည်းကိုမှလည်းကိုခက်ခဲတွေအများကြီးရှိခဲ့တယ်တခါကြောက်လို့ရှိရင်လည်းဟိုပြောမလဲဟို surprise ဖြစ်ခဲ့တာတွေလည်းရှိခဲ့တယ်အဲ့ဒါတွေကအကုန်လုံးကိုစောင်းကဘလို့လမ်းကြောင်းနဲ့ဘလို့တက်မှန်အောင်ပြန်သွားရမလဲဆိုတာစာတွေဖတ်မှဆောင်းရအောင်ဒီမို့ဆိုကလေးပုံစံမျိုးကြီးနဲ့သွားလုံနေရင်ဒီရွယ်ထိရောက်ပြောလေအဲ့လိုစာကဖတ်သလိုမဖတ်သလိုနဲ့မဖတ်ခဲ့တော့လေဟိုပြောမယ်စာတော့တော်ခဲ့တယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ social media မှာပဲပြန်ပြီးတော့